ဇလန်းအစမှာတော့ယ်လီလို့ခေါ်တဲ့အမျိုးသမီးတယောက်ကိုစပြီးမြင်တွေ့ရမှာပါ။သူမကဂရင်ပေါ်မှာလူးလိမ်ပြီးတော့သူမရဲ့အမေကိုခွင့်လွှတ်ပေးဖို့အသေးအတန်အော်ဟစ်တောင်းပန်နေတာပါ။အဲဒီနောက်မှာတော့ဇလန်းကလွန်ခဲ့တဲ့၄ရက်ကိုပြန်သွားပါတယ်။အဲ့ဒီချိန်တုန်းကတော့ယ်လီကပုံမှန်အတိုင်းပါပဲ။သူမရဲ့ငယ်ဘဝအိမ်ကိုသွားဖို့အတွက်ပစ္စည်းတွေထုတ်ပိုးနေတာပေါ့။သူမရဲ့ခင်ပွန်းဂျေကော့ကအခန်းထဲဝင်လာပြီးသူမအစင်သင့်ဖြစ်ပြီလားသူပါလိုက်ခဲ့ရမလားလို့လာမေးပါတယ်။ယ်လီကတော့ရင်ရင်ကြည်ကြည်ပဲညင်လိုက်ပေမဲ့ចောင်းသွားတော့မို့လို့သမီးလေးကိုမတွေ့ခဲ့ရပဲထွက်လာရတာကိုစိတ်မကောင်းဖြစ်နေတယ်လို့ဝန်ခံလိုက်ပါတယ်။ဂျေကော့ကတော့အားလုံးအဆင်ပြေမှာပါလို့အားပေးပြီးမသွားခင်မှာဘေးကင်းအောင်နေဖို့ကိုလည်းသတိပေးလိုက်ပါသေးတယ်။လမ်းမှာတော့ယ်လီကကွယ်လွန်သွားပြီဖြစ်တဲ့သူမရဲ့အမေစတီဖနီရဲ့အုပ်ကူစီကိုဝင်ခဲ့ပါတယ်။အုပ်ကူရှိမှရက်နေရင်းနဲ့ចောင်းကပြဆက်တစ်ခုတုန်းကသူမကိုအမေဖြစ်သူကလျှလူရှုခဲ့တဲ့နာကျင်စရာကောင်းတဲ့ငယ်ဘဝအမတ်တရကိုပြန်သတိရသွားပြီးသူတို့နှစ်ယောက်ကြားမှာဆက်ဆံရေးမကောင်းခဲ့ဘူးဆိုတာကိုပြသနေပါတယ်။အုပ်ကူကိုကြည်ရင်းနဲ့ယ်လီကသူမရဲ့သမီးလေးကိုတော့သူမအမေကသူမကိုဆက်ဆံခဲ့တယ်လို့မျိုးဘယ်တော့မှမဆက်ဆံဘူးလို့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမကားထဲပြန်ဝင်ပြီးခရီးကိုဆက်ခဲ့ပါတယ်။ခဏကြာတော့ယ်လီကသူမရဲ့ငယ်ဘဝအိမ်ကိုရောက်သွားပြီးဂျွန်းလို့ခေါ်တဲ့အမျိုးသားတစ်ယောက်ကလာကြိုပါတယ်။သူကအိမ်ချမ်းမြေကျိုးဆောင်စတူဝတ်ရဲ့လက်အောက်မှာအလုပ်လုပ်တဲ့သူဖြစ်ကြောင်းရှင်းပြပါတယ်။ယ်လီကအဲ့ဒီအိမ်ကိုရောင်းဖို့စီစဉ်ထားပေမဲ့စတူဝတ်ကမအားတာကြောင့်စာရွက်စာတမ်းကိစ္စတွေကိုကင်တွယ်ဖို့အတွက်ဂျွန်းကိုလွှတ်လိုက်တာပါ။စာရွက်စာတမ်းတွေကိုစစ်ဆေးနေရင်းနဲ့ယ်လီကစာရွက်တချို့ပျောက်နေတာကိုသတိထားမိသွားပါတယ်။ဂျွန်းကတော့သူရုံးကိုပြန်ရောက်တာနဲ့စတူဝတ်ကိုအကြောင်းကြားပေးမယ်လို့ကတိပေးပြီးထွက်သွားပါတယ်။သူမတယောက်တည်းကြံခဲ့တဲ့အချိန်မှာတော့ယ်လီကသူမရဲ့အခန်းဟောင်းလေးထဲကိုဝင်သွားပါတယ်။အဲ့ဒီခန်းထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမအမေနဲ့စကားများခဲ့တဲ့အမှတ်တရတွေပြန်ပေါ်လာတာပေါ့။အဲ့ဒီနောက်သူမကမီးခလုတ်တွေကိုဖွင့်ကြည့်ပေမဲ့ဘာမှဖြစ်မလာပါဘူး။မီးမလာတာကိုသိလိုက်ရတော့သူမကလျှက်စစ်ကုမ္ပဏီစီကိုဖုန်းဆက်ပါတယ်။အိမ်မှာမီးဖြတ်ဖို့2ရက်လောက်လိုသေးပေမဲ့ဘာလို့မီးပြတ်နေတာလဲဆိုတာကိုသူမကလှမ်းတိုင်တာပါ။ဒါပေမဲ့ကုမ္ပဏီဘက်ကတော့မီးကအခုထိလာနေတော့မဲလို့ပြန်ဖြေပါတယ်။ခဏနေတော့သူမကအိမ်ရှိတကားကြီးပွင့်နေတာကိုသတိထားမိသွားပါတယ်။သူမဇဝေဇဝါနဲ့ပဲအိမ်ထဲပြန်ဝင်ပြီးမီးခလုတ်ကိုတစ်ခါပြန်ဖွင့်ကြည့်ပါတယ်။ဒီတစ်ခါတော့မီးကလာသွားပါတယ်။သူမမသိလိုက်တာကတော့တခုခုကသူမကိုအရေးထဲကနေစောင့်ကြည့်နေတာပါ။နောက်ပိုင်းမှာတော့ယ်လီကဂျေကော့စီကိုဖုန်းဆက်ပြီးသူမရဲ့သမီးလေးဆာမန်တာနဲ့စကားပြောခွင့်ရခဲ့ပါတယ်။သူမပြန်မလာခင်အထိသမီးလေးကိုကြောင်းလိုက်ပို့ပေးဖို့ဂျေကော့ကိုပြောထားတယ်လို့သမီးကိုပြောလိုက်ပါတယ်။နှွေးထွေးတဲ့စကားဝိုင်းလေးအပြီးမှာတော့ဗီဒီယိုတကားကအလိုလိုပွင့်လာလို့ယ်လီလန့်သွားပါတယ်။သူမဗီဒီယိုတကားကိုပိတ်လိုက်ချိန်မှာပဲအပေါ်တက်ကထက်ခိုးတကားကမထင်မှတ်ပဲပွင့်သွားပြန်ပါတယ်။တိကျင်စိမ့်နဲ့ပဲယ်လီကသွားစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမထက်ခိုးပေါ်တက်သွားတဲ့အခါမှာတော့ကြွက်တွေတကောင်နဲ့အတူဖျောင်းတွေနဲ့ပိတ်ထားတဲ့ရှေးအောင်တစ်သားတစ်တာတစ်လုံးကိုတွေ့လိုက်ရပါတယ်။ဒါကသူမအမေရဲ့ပစ္စည်းဖြစ်မယ်လို့တွေးပြီးဂျေကော့စီဖုန်းဆက်ပြောပြပါတယ်။ဂျေကော့ကတော့အဲ့ဒီတစ်တာထဲမှာပတ်စံတွေအပြည့်ပါနေလားလို့နောက်ပြောင်မေးပေမဲ့ယ်လီကတော့ဘာပါမှန်းမသိဘူးလို့ပြန်ပြောပါတယ်။အဖြေကိုသိချင်တာကြောင့်သူမရဲ့ဦးလေးရစ်စီကိုဖုန်းဆက်ပေမဲ့သူလည်းအဲ့ဒီတစ်တာကိုမမှတ်မိပါဘူး။သူတို့စကားပြောတာကအစင်မပြေပဲပြီးသွားပြီးခဏနေတော့အဲ့ဒီတစ်တာကစပွဲပေါ်ကနေအလိုလိုရောကျပြီးကျမ်းပြင်ပေါ်ကိုပြုတ်ကျသွားပါတယ်။ယ်လီကတစ်တာကိုကောက်ပြီးအပြင်ကိုယူသွားဖို့လုပ်တဲ့အခါမှာတော့အနားကမီးအိမ်လေးကတစ်ဖြက်ဖြက်နဲ့ဖြစ်လာပါတယ်။ယ်လီကတစ်တာကိုအောက်ပြန်ချလိုက်တာနဲ့မီးအိမ်ကငြိမ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိတကားကိုတယောက်ယောက်လာခောက်ပါတယ်။သူကတော့စတီဖနီရဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်သူထရီဆာပါ။အပြင်မှာယ်လီရဲ့ကားကိုမြင်လို့နှုတ်ဆက်ဖို့ဝင်လာတာပါ။ထရီဆာကယ်လီကိုသူမအမေရဲ့ဇာပနာကိုဘာလို့မတက်တာလဲလို့မေးတော့ယ်လီကအဲ့ဒီတုန်းကအလုပ်ရှုပ်နေလို့ပါလို့ဆင်ခြေပေးပါတယ်။အဲ့ဒီနောက်မှာတော့ယ်လီကအဲ့ဒီတစ်သားတစ်တာအကြောင်းသိသလားလို့ထရီဆာကိုမေးပါတယ်။ထရီဆာကတော့စတီဖနီကသူမကိုပြောဘူးလို့သိတယ်လို့ဖြေပါတယ်။ဒီတစ်တာကမူလကစတီဖနီရဲ့အမေပိုင်တာဖြစ်ပြီးမိသားစုအလိုက်မျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းလာတာလို့ရှင်းပြပါတယ်။မိသားစုထုံးစံအရမျိုးဆက်တိုင်းကတန်ဖိုးရှိတဲ့အရာတစ်ခုခုကိုအထဲမှာထည့်လေရှိပေမဲ့စတီဖနီဘာထည့်ခဲ့တယ်လဲဆိုတာကိုတော့ထရီဆာမသိပါဘူး။သူမရဲ့အမေကဘာလို့ဒီအကြောင်းကိုမပြောခဲ့တာလဲလို့ယ်လီကမေးတဲ့အခါထရီဆာကသူတို့ရဲ့ဆက်ဆံရေးမကောင်းလို့ဖြစ်မှာပေါ့လို့ခန့်မှန်းပါတယ်။ပြီးတော့ထရီဆာကဒီတစ်တာကိုဘယ်တော့မှမဖွင့်ဖို့လဲသတိပေးခဲ့ပါတယ်။ဒါကပစ္စည်းတစ်ခုခုထည့်ဖို့အတွက်ပဲဖွင့်ရတာဖြစ်ပြီးဘာကူမှအပြင်ထုတ်ဖို့မဟုတ်ဘူးလို့ပြောပါတယ်။ဒီတာတွေကိုပြောပြီးနောက်ထရီဆာပြန်သွားတဲ့အခါယ်လီကလှုပ်ဝက်ဆန်းကျဲတဲ့တစ်တာကြီးနဲ့တယောက်တည်းကြံခဲ့ပါတယ်။အဲ့ဒီညမှာတော့ယ်လီကဂျေကော့စီဖုန်းဆက်ပြီးထရီဆာပြောသမျှကိုအကုန်ပြောပြလိုက်ပါတယ်။ဂျေကော့ကလည်းတစ်တာထဲမှာဘာရှိမလဲဆိုတာကိုသိချင်နေပါတယ်။ယ်လီကဖွင့်ကြည့်ရမလားလို့မေးပေမဲ့ထရီဆာရဲ့သတိပေးချက်ကြောင့်ဂျေကော့ကလည်းတေချာမဆုံးဖြတ်နိုင်ပါဘူး။အဲ့ဒီညနောက်ပိုင်းမှာတော့ယ်လီအိတ်လို့မရတော့ပါဘူး။အပြင်မှာမိုးတွေတဲထန်နေတာရဲ့တစ်တာအကြောင်းသိကျင်စိတ်ရဲ့ကြောင့်သူမနိုးနေခဲ့တာပါ။ခဏလောက်တွန့်ဆုတ်နေပြီးနောက်မှာတော့သူမကဖျောင်းတစ်စိတ်ကိုခွာပြီးတစ်တာကိုဖွင့်လိုက်ပါတယ်။အထဲမှာတော့ဟီဘရုစာသားတွေရေးထားတဲ့စာရွက်တစ်ရွက်သပင်းတစ်မြင်နဲ့6တွေ့နေတဲ့နှင်းစီပွင့်တစ်ပွင့်ကိုတွေ့ရပါတယ်။ပါဝင်တဲ့အရာတွေကသူမကိုစိတ်ပြက်ပြီးဇဝေဇဝါဖြစ်သွားစေပါတယ်။အဲ့ဒီအချိန်မှာပဲရေချိုးခန်းတကားကအလိုလိုဝုန်းခနဲ့ပိတ်သွားပါတယ်။ယ်လီသွားစစ်ဖို့လုပ်တဲ့အခါအဲကန်ထဲကနေထူးဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ်။သူမအဲကန်ထဲရောက်သွားတဲ့အခါတစ်တာကအလိုလိုပြန်ပိတ်နေတာကိုမြင်လိုက်ရလို့လန့်သွားပါတယ်။ပြီးတော့သူမထုတ်ထားတဲ့ပစ္စည်းတွေကလည်းတစ်တာတွေကိုမူလအတိုင်းပြန်ရောက်နေတာပါ။
မြင်လိုက်ရတဲ့အရာတွေကြောင့်လန့်သွားတဲ့အဲလီကဂျေကော့စီကိုချက်ချင်းဖုံးဆက်ပါတယ်။သူမတစ်တာကိုဖွင့်လိုက်မိကြောင်းနဲ့အဲ့ဒီနောက်မှာဖြစ်ခဲ့တဲ့ထူးဆန်းတာတွေကိုပြောပြပါတယ်။ဒါပေမဲ့ဂျေကော့ကတော့ဒါတွေကထူးခြားစမ်းကြဲတဲ့အရာတွေလို့မယုံကြည်ပါဘူး။ဒါတွေကိုလစ်လျူရှုပြီးအိတ်လိုက်ဖို့ပဲအဲလီကိုပြောတာကြောင့်အဲလီပိုပြီးစိတ်တူသွားပါတယ်။အပြေရှာဖို့ဆုံးဖြတ်လိုက်တဲ့အဲလီကတစ်သားတစ်တာအကြောင်းကိုအင်တာနက်မှာရှာဖွေပေမဲ့အသုံးဝင်တာဘာမှမတွေ့ပါဘူး။စာရွက်ပေါ်ကဟီဘရူးစကားလုံးတွေကိုရှာကြည့်တဲ့အခါမှာတော့အင်္ဂလိပ်လိုလွှတ်ပေးရန်လို့အဓိပ္ပာယ်ရတယ်ဆိုတာကိုသိလိုက်ရပါတယ်။ညက်လာတာနဲ့အမျှထူးဆန်းတဲ့အဖြစ်အပျက်တွေကပိုပြီးခြောက်ခြားစရာကောင်းလာပါတယ်။မီးတွေကခဏခဏပြတ်လိုက်လာလိုက်ဖြစ်နေပြီးအိမ်ထဲမှာလည်းညီးတွားတန်တွေပဲ့တင်ထက်နေပါတယ်။အဲ့ဒီအချိန်မှာပဲအဲလီစီကိုသမီးလေးဆာမန်သာစီကဖုန်းဝင်လာပါတယ်။အစမှာတော့ဆာမန်သာရဲ့အတန်ကပုံမှန်ပါပဲ။ဒါပေမဲ့နောက်ပိုင်းမှာတော့အဲလီကိုထိတ်လန့်သွားစေမဲ့စကားတွေပြောလာပါတယ်။သူမကအမေအိမ်ထဲမှာရောက်နေပြီလို့ပြောပြီးသူမကိုလာရှာဖို့အဲလီကိုပြောပါတယ်။ခဏနေတော့ဆာမန်သာရဲ့အတန်ကကြောက်စရာကောင်းတဲ့မိစ္ဆာတကောင်ရဲ့ဟိန်းတန်အဖြစ်ပြောင်းလဲသွားပါတယ်။ကြောက်လန့်တကြားနဲ့အဲလီကအဲခန်းထဲကိုပြေးဝင်သွားတဲ့အခါစင်ကြံလမ်းမှာရက်နေတဲ့လူရိပ်မဲကြီးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအကောင်ကသူမစီကိုချက်ချင်းပြေးဝင်လာတာကြောင့်အဲလီလန့်နိုးလာပါတယ်။ဒါတွေကအိမ်မက်ဆိုးတစ်ခုပဲဆိုတာကိုသူမသိလိုက်ရပါတယ်။နောက်တနေ့မှာတော့ဒီရှာလို့ခေါ်တဲ့မော်ဆီယာမတယောက်စီကအဲလီဖုန်းလက်ခံရရှိပါတယ်။အဲလီတွေ့ထားတဲ့လျှို့ဝှက်တစ်တာအကြောင်းတယောက်ကပြောပြလို့သိရတာလို့ဒီရှာကပြောပါတယ်။ဒါကိုဒစ်ဘက်တစ်တာလို့ခေါ်ကြောင်းနဲ့စာရွက်ပေါ်ကစကားလုံးတွေကလှုပ်ပေးရန်လို့အဓိပ္ပာယ်ရတာမှန်ကန်ကြောင်းအတည်ပြုပေးပါတယ်။ဒါကိုကြားလိုက်ရတော့အဲလီတုန်လှုပ်သွားပါတယ်။အိမ်မှာတော့ဆာမန်သာကဒစ်ဘက်တစ်တာနဲ့လူရိပ်မဲပုံကိုဆွဲနေတာကိုမြင်ရပါတယ်။ဂျေကော့ကအဲ့ဒီပုံအကြောင်းမေးတဲ့အခါအဲ့ဒီအရေးကတစ်တာထဲမှာနေတာလို့ဆာမန်သာကအေးအေးဆေးဆေးပဲပြန်ဖြေပါတယ်။တစ်ဖက်မှာလည်းဒီရှာကအဲလီရဲ့ငယ်ဘဝအိမ်ကိုရောက်လာပြီးတစ်တာအကြောင်းပိုရှင်းပြပါတယ်။ဒစ်ဘက်ဆိုတာလူသားတွေစီမှာကန့်ညှိတတ်တဲ့မိစ္ဆာတစ်မျိုးဖြစ်တယ်လို့ပြောပါတယ်။ရှေးဟောင်းပုံမြင်တွေအရမကောင်းတဲ့ဝိညာဉ်တွေကိုဒီတစ်တာတွေထဲမှာပိတ်လောင်ထားလေးရှိတာပါ။သူတို့ကိုအထဲမှာပဲဆက်ရှိနေစေဖို့နဲ့ဘသူကမှပူကတ်လို့မရအောင်တစ်တာပေါ်မှာဖျောင်းနိုင်တွေထွန်းပြီးဂါတာတွေရွတ်ထားရတာဖြစ်ပါတယ်။တစ်တာကိုဖွင့်လိုက်တဲ့အတွက်အဲလီစီမှာမိစ္ဆာကန့်ညှိဖို့အခွင့်အရေးပေးလိုက်တယ်လို့ဖြစ်သွားပြီလို့ဒီရှာကသတိပေးပါတယ်။ဒီမိစ္ဆာကအဲလီတေဆုံးတဲ့အထိသူမရဲ့အသက်ကိုတဖြည်းဖြည်းစားသုံးသွားမှာဖြစ်ပြီးအဲ့ဒီနောက်မှာနောက်ထပ်သားကောင်သစ်စီကိုကူးပြောင်းသွားမှာပါ။ဒီဝိညာဉ်ကကလေးတွေကိုလွယ်လွယ်ကူကူပူကတ်နိုင်တာကြောင့်မိသားစုနားကိုမသွားဖို့လဲသူမကတားမြစ်ပါတယ်။အပြေရှာဖို့စူးစမ်းနေတဲ့အဲလီကမိစ္ဆာကိုတစ်တာထဲပြန်ပိတ်လို့ရမလားလို့မေးပါတယ်။ဒီရှာပြန်မဖြေခင်မှာပဲအဲလီရဲ့နောက်ွယ်ကတခုခုကိုသူမသတိထားမိသွားပါတယ်။သူမရဲ့မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားပြီးဘာမှမပြောတော့ဘဲအိမ်ထဲကနေအမြန်ပြေးထွက်သွားပါတယ်။ခဏနေတော့အဲလီနှက်ခေါင်းကနေသွေးတွေအလိုလိုစထွက်လာပါတယ်။ရေချိုးကန်းထဲမှာသွေးတွေကိုဆေးကြောနေတော့သူမရဲ့ပါးစပ်ထဲကနာကျင်မှုကိုခံစားလိုက်ရပါတယ်။သူမရဲ့သွားတစ်ချောင်းကျွတ်ထွက်သွားတာကိုမြင်လိုက်ရတော့အဲလီတုန်လှုပ်ခြောက်ခြားသွားပါတယ်။နောက်ပိုင်းမှာထရီဆာကအိမ်ကိုထပ်ရောက်လာပြီးအထဲဝင်ပါရစေလို့တောင်းဆိုပါတယ်။သူကရိုက်ရှုံနာပါတီလို့သူတို့ထိုင်မိတဲ့အခါထရီဆာကအဲလီကိုအမေဇာပနာဘာလို့မတက်တာလဲလို့ထပ်မေးပါတယ်။ဒေါ်လာအလီကစင်ကြေပေးပြန်ပေမဲ့ထရီဆာကတော့တခုခုမှားနေပြီဆိုတာကိုသိနေပါတယ်။အတော်အလီကိုတေချာကြည့်ပြီးအဲလီတစ်တာကိုဖွင့်လိုက်ပြီးဆိုတာကိုထရီဆာသိသွားပါတယ်။အလီကညင်းပေမဲ့ထရီဆာကတော့စတီဖနီကအဲလီတနေ့နေ့မှာတစ်တာကိုဖွင့်မယ်ဆိုတာသိပြီးသားလို့ပြောပါတယ်။တတိယမြောက်နေ့မှာအဲလီကိုဝိညာဉ်ပူတော့မယ်လို့လည်းထပ်ပြောပါတယ်။တဝေစွာဖြစ်သွားတဲ့အဲလီကဘာကိုဆိုလိုတာလဲလို့မေးပါတယ်။တယောက်တန်းထရီဆာကတစ်တာအကြောင်းအစောပိုင်းကသူမလိန်ခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်။တကယ်ဒါကမိသားစုအစဉ်လာမဟုတ်ပါဘူး။တကယ်တော့အဲ့ဒီတစ်တာကအဲလီအမေကအဲလီအတွက်ထားခဲ့တဲ့ကျင်းစာတစ်ခုပါ။တကယ်အဲလီကသူမအမေကဘာလို့ဒီလိုလုပ်ရမှာလဲလို့မေးပါတယ်။တကယ်စတီဖနီကကြောက်ကပ်ပျက်စီးနေပြီလို့သိလိုက်ရတဲ့နောက်မှာအဲလီကအမေဖြစ်သူစီကိုခဏခဏလာလည်နေတာကိုစတီဖနီကတန်တရားဝင်ခဲ့တာလို့ထရီဆာကရှင်းပြပါတယ်။စတီဖနီရဲ့ကြောက်ကပ်ကပိုတက်ဆီယန်တွေကိုမစစ်ထုတ်နိုင်တာကိုသိနေတဲ့အဲလီကစတီဖနီရဲ့တောက်ရည်ထဲမှာပိုတက်ဆီယန်ဆေးလုံးတွေကိုခိုးထည့်ခဲ့တာပါ။စတီဖနီရဲ့တေဆုံးမှုကိုတဘာဝအတိုင်းတေဆုံးတယ်လို့သတ်မှတ်ခဲ့ပေမဲ့တကယ်တမ်းကတော့ပိုတက်ဆီယန်ဆေးတွေကြောင့်ဖြစ်တယ်လို့ထရီဆာကယုံကြည်နေပါတယ်။မထွက်ခွာခင်မှာထရီဆာကအဲလီအသက်ရှင်ဖို့တိတ်မလို့တော့ဘူးလို့တိုးတိုးလေးပြောခဲ့ပါတယ်။အဲလီလည်းတီးမခံနိုင်တော့ပဲထရီဆာကိုအိမ်ထဲကထွက်သွားဖို့နှင်ထုတ်လိုက်ပါတယ်။ထရီဆာကထွက်မသွားခင်မှာအဲလီမှာအသက်ရှင်ဖို့3ရက်ပဲကျန်တော့တယ်လို့နောက်ဆုံးသတိပေးချက်ပေးခဲ့ပါတယ်။ထရီဆာထွက်သွားတာနဲ့အဲလီငိုချလိုက်ပါတော့တယ်။အမားတွေနဲ့စိတ်တကြမှုတွေကြောင့်သူမကဒစ်ဘက်တစ်တာကိုအပြင်ယူသွားပြီးအမိုက်ပုံးနဲ့ပစ်ထည့်လိုက်ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာဝီစကီတောက်နေတော့သူမရဲ့ဖုန်းထဲမှာတင်းစီးစရာနေရာမလောက်တော့ဘူးဆိုတဲ့အကြောင်းကြားစာတက်လာပါတယ်။ဖိုင်တွေကိုစစ်ဆေးကြည့်တဲ့အခါသူမကိုယ်တိုင်ရိုက်ထားမှမသိတဲ့ဗီဒီယိုတွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒီဗီဒီယိုတွေထဲမှာသူမရဲ့နောက်ွယ်ကထူးဆန်းတဲ့အရေးကြီးကိုမြင်ရတယ်လို့သူမကိုယ်တိုင်လည်းထူးထူးဆန်းဆန်းတွေလုပ်နေတာကိုမြင်လိုက်ရပါတယ်။သူမတခါမှမရိုက်ခဲ့ဘူးဆိုတာသိချနေတာကြောင့်အဲလီဇဝေဇဝါဖြစ်သွားပါတယ်။အရက်ကြောင့်ဖြစ်မှာပါလို့တွေးပြီးအဲလီကဝီစကီပလင်းကိုပစ်လိုက်ပြီးစိတ်ကိုပြန်ထိန်းလိုက်ပါတယ်။ခဏကြာတော့ထက်ခိုးပေါ်ကနေထူးဆန်းတဲ့အတန်တွေကြားရပြန်ပါတယ်။သူမသွားစစ်ဆေးပေမဲ့ဘာမှမရှိပါဘူး။အဲ့ဒီချိန်မှာပဲဂျွန်ကကြံနေတဲ့စာရွက်စာတမ်းတွေနဲ့ရောက်လာပါတယ်။သူတကားကိုအကြိမ်ကြိမ်ခောက်ပေမဲ့အဲလီကပြန်မထူးတာကြောင့်သူပြန်သွားပါတယ်။စိတ်ကိုပြန်အေးအောင်ထားပြီးနောက်အဲလီကဂျေကော့စီဖုံးဆက်ပြီးအားလုံးကိုပြောပြပါတယ်။
ဒီဘက်တစ်တာကိုဖွင့်လိုက်တဲ့အတွက်ချိန်စာမိနေပြီဆိုတာကိုရှင်းပြပါတယ်။အဲဒီနောက်မှာပိုပြီးတုန်လှုပ်စရာကောင်းတဲ့ဝန်ခံချက်ကိုလုပ်လိုက်ပါတယ်။သူမရဲ့အမေကိုသူမကိုယ်တိုင်တတ်ခဲ့တာပါလို့ဝန်ခံလိုက်တာပါ။ဒီစကားကြောင့်ဂျေကော့တယောက်စွန့်သွားပါတယ်။ဂျေကော့ကသူမကိုလူဆိုးတယောက်လိုမြင်သွားမှာကိုကြောက်တာကြောင့်သူမကိုအပြစ်မတင်ဖို့နဲ့ဒီပြဿနာကိုဖြေရှင်းဖို့နီလန်းရှာပါမယ်လို့ကတိပေးပါတယ်။ဖုန်းချပြီးနောက်ယ်လီကအင်တာနက်မှာဒီဘက်တစ်တာအကြောင်းထပ်ရှာပါတယ်။ဂျူးလူမျိုးတွေရဲ့ပုံမြင်ရဒီဘက်ဆိုတာအသက်ရှင်နေတဲ့လူတွေရဲ့ခန္ဓာကိုယ်ကိုပူးကတ်တတ်တဲ့မကောင်းဆိုးဝါးဝိညာဉ်ဖြစ်ကြောင်းသူမသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအတန်တစ်ခုကြားလိုက်ရပါတယ်။စင်ကြံလန်းကိုကြည့်လိုက်တဲ့အခါထက်ခိုးတကားကအလိုလိုဖြည်းဖြည်းချင်းပွင့်လာတာကိုမြင်လိုက်ရပါတယ်။သူမသတိထားပြီးသွားစစ်ဆေးပါတယ်။ကြောက်စရာကောင်းတဲ့အရေးကြီးကထက်ခိုးပေါ်မှာပေါ်လာပြီးသူမစီကိုတိုးလာတာကိုမြင်လိုက်ရတော့ယ်လီထိတ်လန့်သွားပါတယ်။သူမအိတ်ခမ်းထဲကိုပြေးဝင်သွားပါတယ်။အရေးကြီးပျောက်သွားပြီလို့ထင်ပြီးတကားဖွင့်လိုက်တဲ့အချိန်မှာပဲအနောက်ကနေရုတ်တရက်အဖမ်းခံလိုက်ရပါတယ်။ယ်လီလန်နိုးလာပြီးဒါကနောက်ထပ်အိမ်မက်ဆိုးတစ်ခုပဲဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့သူမအမိုက်ပုံးနဲ့ပြစ်ခဲ့တဲ့ဒီဘက်တစ်တာကအိမ်ထဲကိုဘလို့နီးနဲ့မဆိုပြန်ရောက်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူမရဲ့စိတ်သက်သာရာရမှုတွေပျောက်ဆုံးသွားပါတယ်။နောက်တနေ့မနေ့ဟာဒုတိယမြောက်နေ့ဖြစ်ပါတယ်။ယ်လီကသွေးတွေအန်လာပါတယ်။အဲ့ဒါတွေမကသေးပဲသူမရဲ့ပါဇက်ထဲကနေသပင်ရှည်ကြီးတစ်မြင်ကိုဆွဲထုတ်လိုက်ရပါတယ်။ခဏနေတော့မိစ္ဆာအရေးကြီးကိုသူမထပ်မြင်လိုက်ရပြန်ပါတယ်။ကြောက်လန့်ပြီးသူမရေချိုးကန်းထဲမှာအောင်းနေပါတယ်။တကားလက်ကင်ကတခုခုကအတင်းဝင်ဖို့ကြိုးစားနေတယ်လို့မျိုးတုံခါနေပါတယ်။ယ်လီကသူမကိုတယောက်တည်းထားခဲ့ဖို့အတနာခံနေပါတယ်။ခဏကြာတော့တုံခါမှုတွေရက်သွားပါတယ်။မကြခင်မှာပဲအိမ်ရှိတကားကိုတယောက်ယောက်လာခောက်ပါတယ်။ဒါကတော့ကြံနေတဲ့စာရွက်စာတမ်းတွေမှာလက်မှတ်ထိုးဖို့ပြန်လာတဲ့ဂျွန်ပါ။သူမလက်မှတ်ထိုးနေရင်းနဲ့ဂျွန်ရဲ့မျက်လုံးတွေကိုဖောက်ထုတ်ပစ်မယ်လို့ချိန်ချောက်နေတာကိုသူမအာယုံထဲမှာမြင်ရောက်လာပါတယ်။အဲ့ဒီစိတ်ကူးထဲမှာသူမကတကယ်ပဲလှုပ်လိုက်ပါတယ်။သူမစိတ်ကူးမိတာကိုလန့်သွားပြီးယ်လီကဂျွန်ကိုချက်ချင်းထွက်သွားဖို့ပြောလိုက်ပါတယ်။ဂျွန်ကတော့သူမရဲ့အပြုတ်မှုကိုနားမလည်နိုင်ပေမဲ့ဘာမှမပြောဘဲထွက်သွားပါတယ်။အဲ့ဒီညမှာတော့ယ်လီမိဖို့ကြောင့်မှရေတောက်နေတော့တခုခုကြောင့်လန့်သွားပါတယ်။သူမလက်ထဲကဖန်ခွက်ကြောက်ကွဲသွားပါတယ်။ခဏနေတော့ရေကူးကန်ကမီးတွေကတစ်ဖြက်ဖြက်ဖြစ်နေတာကိုသတိထားမိသွားပါတယ်။သိကျင်စိတ်နဲ့အပြင်ထွက်ကြည့်တဲ့အခါမှာတော့ရေကူးကန်ထဲကနေမိစ္ဆာအရေးကြီးဖြည်းဖြည်းချင်းထွက်လာတာကိုမြင်လိုက်ရလို့တုန်လှုပ်သွားပါတယ်။ယ်လီအိမ်ထဲကိုအပြေးပြန်ဝင်တဲ့အခါဖန်ခွဲစကိုနင်းမိပြီးခြေထောက်ရှသွားပါတယ်။ဖန်ခွဲစကိုထုတ်လိုက်တဲ့အခါဒဏ်ရာထဲကနေသပင်ရှည်ကြီးထွက်လာတာကိုမြင်ပြီးသူမထပ်ပြီးလန့်သွားပါတယ်။ရေကူးကန်ဘက်ကိုပြန်ကြည့်တဲ့အခါမှာတော့အရေးကြီးကပျောက်သွားပါပြီ။အဲ့ဒီညနောက်ပိုင်းယ်လီအိပ်ပျော်နေတော့မှမိစ္ဆာအရေးကြီးကဗီဒီယိုထဲကနေထွက်လာပြီးသူမရဲ့ကရင်စီကိုဖြည်းဖြည်းချင်းတိုးလာပါတယ်။သူမလန်နိုးလာပြန်ပြီးဒါဟာလည်းအိမ်မက်တစ်ခုပဲဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့ဧကန်ထဲသွားတဲ့အခါဆိုဖာပေါ်မှာထိုင်နေတဲ့အဲ့ဒီရိတ်ကြီးကိုမြင်လိုက်ရပြန်ပါတယ်။ဒီတစ်ခါတော့အရိတ်ကခဏနေတော့ပျောက်သွားပါတယ်။မကြခင်မှာပဲရေကူးကန်ဘက်ကနေထူးဆန်းတဲ့အတန်တွေကြားရပြန်ပါတယ်။သူမသွားစစ်ပေမဲ့ဘာမှထူးထူးခြားခြားမတွေ့ပါဘူး။အဲ့ဒီနောက်မှာတော့သူမကဖျောင်းတိုင်တိုင်ထွန်းပြီးဒစ်ဘက်တစ်တာပေါ်မှာတင်လိုက်ပြီးမိစ္ဆာကြီးသူမကိုထားခဲ့ဖို့ဆူတောင်းပါတယ်။ဆူတောင်းပြီးတဲ့နောက်မှာတော့တစ်တာကိုမိဖို့တည်းပြစ်ထည့်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲတခုခုဖြစ်လာပါတယ်။ညာလဲကောင်းမှယ်လီကဇလန်အစကလိုမျိုးပဲဝิญဉ်ပူးသလိုဖြစ်ပြီးနိုးလာပါတယ်။သူမကအော်ဟစ်ပြီးသူမအမေကိုခွင့်လွှတ်ဖို့တောင်းပန်နေတာပါ။ခဏနေတော့သူမထပ်နိုးလာပြီးဒါကလည်းအိမ်မက်ဆိုးတစ်ခုပဲဆိုတာသိလိုက်ရပါတယ်။တတိယမြောက်နေ့မှာတော့ယ်လီကပုံမှန်အတိုင်းဖြစ်နေပါပြီ။ဒီဘက်တစ်တာကိုသွားစစ်တဲ့အခါပြန်ပိတ်နေတာကိုတွေ့ရပါတယ်။ချိန်စာတွေပြီးသွားပြီလို့ယုံကြည်ပြီးသူမကဂျေကော့စီဖုန်းဆက်ကအမေဝိညာဉ်နဲ့အဆင်ပြေသွားပြီဖြစ်ကြောင်းနဲ့အိမ်ကိုမကြခင်ပြန်လာတော့မယ့်အကြောင်းပြောပါတယ်။ယ်လီအိမ်ကိုကားမောင်းပြန်လာတဲ့အခါဂျေကော့ကသူမဝန်ခံခဲ့တာတွေကိုနားလည်ပေးပြီးနွေးနွေးထွေးထွေးကြိုဆိုပါတယ်။သူမကဆာမန်တာရဲ့အခန်းထဲသွားပြီးသမီးလေးကိုဖတ်ထားပါတယ်။အဲ့ဒီအချိန်မှာဆာမန်တာကတစ်ပတ်တစ်တာနဲ့လူရိပ်မဲပုံကိုဆွဲနေတာကိုယ်လီသတိထားမိသွားပါတယ်။ဘာပုံဆွဲနေတာလဲလို့မေးတဲ့အခါမှာတော့ဆာမန်တာကဒီတစ်တာကအမေပိုင်တာဖြစ်ပြီးဒီအရိပ်ကတစ်တာထဲမှာနေတာလို့တူတူလေးပြောပါတယ်။ဒီအရိပ်ကဘယ်သူလဲလို့မေးတဲ့အခါမှာတော့ဆာမန်တာကဒါကသမီးရဲ့အမေလေးလို့ပြန်ဖြေပါတယ်။အဲ့ဒီအချိန်မှာပဲယ်လီကအဲ့ဒီမိစ္ဆာကြီးကသူမနောက်ကိုအိမ်အထိလိုက်လာပြီးဆိုတာကိုသိလိုက်ရပြီးဇလန်းကအဲ့ဒီမှာတင်ပြီးဆုံးသွားပါတယ်